အားလုံးပဲမင်္ဂလာပါအခုလောလောဆယ်ကျွန်တော်ရောက်တဲ့နေရာကတော့စိတ်အိုဒန်စိတ်ကံဖြစ်ပါတယ်ဒါကတော့စိတ်အိုဒန်စိတ်ကံဖြစ်ပါတယ်ဟိုရှိမှာရွှေစင်ကျတင်ပေါ်ဖြစ်ပါတယ်အမှန်တော့ဒီနေ့ကျွန်တော်အဲ့တင်ပေါ်စီးပြီးတော့မှမော်ကျွန်းကိုသွားဖို့စဉ်းစားထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီနေရာကိုရောက်တာဖြစ်ပါတယ်ဗျဒါပေမဲ့အကြောင်းမျိုးကြောင့်မရောက်ဖြစ်တော့ပါဘူးမသွားဖြစ်တော့ပါဘူးဒီဖက်မှာတော့တန်ပန်ပေါ့နော်တန်ပန်စိတ်ကံဖြစ်ပါတယ်နောက်မှာတော့ဒလတတာဖြစ်ပါတယ်ဒီဖက်ကကျတော့ဈေးတွေရှိတယ်ဒါကတော့စိတ်ခံပေါ်တတာဖြစ်ပါတယ်ဒါကတော့ရွှေစင်ကျယ်တင်ပေါ်ဖြစ်ပါတယ်ခီးတယ်တွေအများကြီးပါပဲကျွန်တော်နောက်မှမြင်ရတဲ့တင်ပေါ်ကတော့ရွှေစင်ကျယ်တင်ပေါ်ဖြစ်ပါတယ်သူကတော့မော်ကျွန်းတို့ဖက်ကိုဆွဲတဲ့တင်ပေါ်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကမော်ကျွန်းသွားဖို့စီစဉ်ထားတာဖြစ်ပါတယ်အဲကျွန်တော်အထုပ်ပိုးတွေတခါလေးယူလာပါတယ်ဒါပေမဲ့ဒီမှာရောက်တဲ့ခါကျတော့တင်မောဝန်ထမ်းတွေနဲ့တေချာလေးစကားပြောဖြစ်တယ်စစ်စီရေးဂိတ်တွေပါရှိလားဆိုရှိတယ်ပေါ့နော်တနေရာပဲရှိပါတယ်တခါတလေကြိုက်တော့စစ်စီရေးဂိတ်ကကျန်းနေပေါ့နော်တခါတလေကျတော့လဲပေါ့ပပစစ်တယ်ပေါ့နော်အဲ့လိုတော့ပြောတယ်အဲ့တော့ကျွန်တော်မှတ်ပုံတင်အမျိုးအစားလဲ73မြင်းဆောင်ဆိုတော့ခါတလေဒီဖက်လူတွေကတော်တော်ရစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ရစ်တဲ့ဟာကိုတိတ်မခံချင်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်မတော်တော့ပေါ့နော်ကျွန်တော်ပြန်လဲဖို့ကျွန်တော်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်တင်မောဝန်ထမ်းတွေတော့တော်တော်သဘောကောင်းပါတယ်အကယ်၍ကျွန်တော်လိုက်သွားချင်တယ်ဆိုရင်တော့လည်းလိုက်သွားလို့ရတယ်ပေါ့နော်အခန်းငါပြီးတော့နေပါတဲ့အခန်းငါပြီးတော့နေတယ်ဆိုလို့ရှိရင်တော့တိတ်အစစ်ဆေးမရှိဘူးပေါ့နော်သူတို့အပြင်မှာဟောနောက်ဘက်ချမ်းမှာခါကျတော့အခန်းနဲ့မဟုတ်ဘူးလောကအမျက်နှာပြင်နဲ့လူတွေအများကြီးအိတ်လို့ရတဲ့နေရာပေါ့နော်များတော့အဖြစ်အမှသွားစစ်တယ်လို့တော့ပြောတယ်အခန်းနဲ့ခါကျတော့အလောက်ထိအစစ်စင်မရှိဘူးလို့ပြောတယ်ပေါ့နော်သူကအခန်းမျိုးစားတွေ၃မျိုးရှိပါတယ်ရိုးရိုး plain အိတ်နေတဲ့အမျိုးစားတစ်မျိုးရှိတယ်ပြီးလို့ရှိရင်ပန်ကာနဲ့ကအမျိုးစားတစ်မျိုးပေါ့နော်9000ဖြစ်ပါတယ်ပြီးလို့ရှိရင်တော့9000တန်ကတော့ aircon နဲ့ပါaircon နဲ့ကလည်း9000တန်ပါအဲ့တော့ aircon ခန်းမှာငါပြီးတော့မှအေးစစ်စစ်လိုက်သွားလို့လည်းရတယ်ပေါ့နော်အရင်မကြမ်းတဲ့ခါမျိုးဆိုရင်တော့သူတို့အခန်းထဲအထိဝင်စစ်ဘူးလို့ပြောတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ပါဘယ်သူမှတော့အာမမခံဘူးတခါလေတော့လဲကျန်းတယ်လို့အစစ်စစ်ကျန်းတယ်ပေါ့နော်တခါတလေကျတော့လဲပေါ့ပပပြောတယ်ဆိုတော့ဝန်ထမ်းတွေကိုယ်တိုင်ကတော့အရင်မကြည့်ဘူးဆိုလို့ရှိရင်တော့မလိုက်တာပိုကောင်းတယ်ပေါ့နော်ကိုအရင်ကိုပဲဆုံးဖြတ်ပါပေါ့နော်သူအဲ့လိုတော့ပြောပါတယ်အဲ့ဒါကျွန်တော်မလိုက်တော့ပါနော်ကျွန်တော်ပြန်တော့မှဖြစ်ပါတယ်ဒီမှာကတင်မောတွေက3စီရှိတယ်ပေါ့နော်ရွှေစင်ကျယ်ရှိမယ်ပြီးလို့ရှိရင်ပသိမ်တူရှိမယ်ပြီးလို့ရှိရင်နောက်တစ်စီရှိတယ်အဲ့ဒါတော့မိသွားပြီပေါ့နော်အများအားသူတို့က line ဆွဲတယ်သူ့ရဲ့ plan ရှိတယ်ပေါ့နော်ဥမာတလားစာဆိုတလားစာ plan ထုတ်ထားတယ်ဘယ်ရင် line ကတော့ဘယ်တင်ပေါ်တော့ဘယ်နေ့ဆွဲပါဆိုတဲ့ဟာမျိုးတော့တစ်ခါတည်းပါပြီးသားပေါ့နော်အဲ့တော့လိုက်သွားစင်နေဆိုရင်တော့တင်ပေါ်ခီးစင်စပြီးတော့စီးချင်တဲ့လူဆိုတော့ဒီမှာလာစီးလို့ရပါတယ်ပေါ့နော်ဒါတော့တင်ပေါ်ကန်ဆက်ခွာတော့မှာဖြစ်ပါတယ်ခွာရတယ်โอเคကျိုးတွေအကုန်ဖြုတ်လိုက်ပါပြီတင်ဘောကန်ခွာတာခုမှပထမဆုံးမြင်ဘူးလားတင်ဘောထွက်ပြီးဟိုးမှာဒါတော့ခီးတဲ့ကြံခဲလို့တမန်နဲ့ဟိုးတင်ဘောပေါ်ပြန်ပို့ပေးရမှာဖြစ်ပါတယ်တင်ပေါ်တော့တဒါအောက်ထဲဝင်သွားပါပြီ